မဗရဒေသနာမှဓမ္မရတနှင့်ဘဝသင်္ကန်းစာများ အားလုံးပဲမင်္ဂလာပါတရားဓမ္မရှာနေကနေကြိုဆိုလိုက်ပါတယ်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုစုပေါင်းပြီးတော့ဖော်ပြထားတဲ့ဓမ္မဗရဒေသနာဟာထိုဒီတထိုပုဂ္ဂိုလ်တွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုစုပေါင်းထားတာပဲဖြစ်တယ်စုပေါင်းထားတဲ့တရားတွေဖြစ်သည့်အတွက်ကြောင့်ယမယံခပုဂ္ဂိုလ်တူတယောက်ရဲ့အစ္ဆာတရားသူရဲ့ဆရာဝါဒနာနဲ့ကိုက်ညီအောင်ဟောကြားဆုံးမတာဖြစ်တယ်ယမယံခကြတော့အများအတွက်ချင်းတဲ့ point ပေးပြီးတော့ဆုံးမတာလည်းရှိတယ်လောကမှာသမားတော်တွေဆိုတာယောဂပြောဖို့ဆေးကုတဲ့အခါမှာတခါတရံယောဂအတွက်တည်တံ့ဖော်ထားတဲ့ဆေးရှိသလိုလူတိုင်းအတွက်ပေးရတဲ့အထွေထွေယောဂကုဆေးမျိုးလည်းပဲရှိတာပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဒါနဆန္ဒတဦးနဲ့တူစိတ်သဘောထားချင်းမတူကြတဲ့ကွဲပြားခြားနားတဲ့စိတ်ဆန္ဒတွေရှိတယ်အစ္ဆာတရားလို့ဆိုတဲ့နှလုံးသွင်းတဲ့ဇယိုက်ဝါဒနာတွေကွဲပြားခြားနားကြတဲ့လူသားတွေကိုဆုံးမတယ်ဆိုတာတမန်စိတ်ကူရတဲ့ကိစ္စတွေအများကြီးပို့ပြီးတော့ခက်ခဲတယ်ပေါ့လူတယောက်ရဲ့စိတ်ကိုမြတ်စွာဘုရားဟာပွက်ဆိုင်ကြောင့်16မျိုးနဲ့ခွဲခြားပြီးတော့သိပြီးဟောတာပဲဖြစ်တယ်စိတ်ဓာတ် ानु ပဒနာမှာပါတဲ့အတိုင်းပဲလူတယောက်ရဲ့စိတ်ကို16မျိုးတည်းကဘယ်မျိုးစားလဲဆိုတာကိုကြည့်ရှုပြီးတော့မှထိုလူရဲ့ဇယိုက်ဆန္ဒနဲ့ကိုက်ညီတဲ့တရားကိုက်ညီတဲ့စကားလုံးကိုက်ညီတဲ့ဥတီချက်ကိုထည့်သွင်းပြီးတော့ဟောကြားတာဖြစ်လို့လူတိုင်းဟာမြတ်စွာဘုရားရဲ့အဆုံးအမစကားကိုကြားနာလဲရတာနဲ့သူ့ရဲ့ဆန္ဒသူ့ရဲ့နှလုံးသွင်းနဲ့ကိုက်ညီပြီးတော့အသိဉာဏ်တကားဟာပွင့်သွားကြတာပဲဖြစ်တယ်အဲ့ဒီအသိဉာဏ်တကားပွင့်သွားတာမသိသေးတာတွေပျောက်ကွယ်သွားပြီသိရှိမှုဆိုတဲ့ဉာဏ်စွမ်းအားတွေတက်လာအဲ့ဒါကိုပဲစာပေကျမ်းကမှာဘယ်လိုဆိုတော့ဆိုဓမ္မစက္ခုတို့ဓမ္မမျက်စိတရားဓမ္မနဲ့ပတ်သက်တဲ့အမြင်မျက်စိတစ်မျိုးရရှိလာနိုင်တယ်လို့သူဆိုတယ်မျက်စိဆိုတာပဂရိမျက်စိကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့အသိဉာဏ်ကိုရည်ညွှန်းတာဖြစ်တယ်အသိဉာဏ်နဲ့ပတ်သက်ပြီးတော့အသုံးပြုတဲ့စကားလုံးနှစ်ခုရှိတယ်သိတာရဲ့မြင်တာရဲ့သိခြင်းနဲ့မြင်ခြင်းဆိုပြီးတော့ဒီစကားလုံးနှလုံးကိုအသုံးပြုတာသိတာဟာဉာဏ်ရဲ့ characteristic လို့ခေါ်တယ်အမှတ်သားလက္ခဏာပဲဖြစ်တယ်ဉာဏ်ဆိုတာသိတယ်အမှန်မှန်ခွဲခြားပြီးတော့သိတယ်မသိခြင်းရဲ့ဆန့်ကျင်မဲ့သိတယ်ဆိုတာဒါဉာဏ်ရဲ့သွင်းပြင်လက္ခဏာ characteristic ပဲဖြစ်တယ်မြင်တယ်ဆိုတာကြတော့ဉာဏ်ရဲ့အစွမ်းအစတစ်ခုကိုပြောတာသိတယ်မြင်တယ်ဉာဏ်ရဲ့အစွမ်းအစမြင်တယ်လို့ဆိုတဲ့နေရာမှာမျက်စိနဲ့မြင်ရသလိုအကျိုးအကြောင်းကိုအသိဉာဏ်နဲ့စဉ်းစားကြည့်တာနဲ့လေမှန်ကန်တာကိုမြင်နိုင်တာပေါ့နော်မြင်နိုင်တာပေါ့တရားဓမ္မကိုသိတယ်မြင်တယ်ဆိုတဲ့ဒီအသုံးလုံးစာပေကျမ်းကမှာပါဠိမှာဒီလိုသုံးနေရှိတယ်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုနိုင်မှတ်သားရင်ကနေပြီးတော့သိချင်းမြင်ခြင်းဆိုတဲ့အရည်ချင်းတရားကိုဖြစ်ပေါ်စေတာဖြစ်တယ်ဒေသနာတွေဟောပြောတဲ့အခါမှာ
အကြောင်း၄မျိုးနဲ့မြတ်စွာဘုရားကတရားရည်အကျိုးအတွက်တရားဓမ္မကိုဟောပြောနေရှိတယ်ထိုသုတ်တန်နေဟောတဲ့အခါမှာမိမိရဲ့မြတ်စွာဘုရားရဲ့ဒီပရိသတ်ကိုတော့ဒီတရားဟောမှပဲလို့ကိုယ့်ရဲ့အစ္ဆတေယနှလုံးသွင်းဆန္ဒအရာဟောတဲ့တရားလည်းရှိတယ်အဲ့ဒါကြတော့အတ္တိဇာတေယဆိုတဲ့ကိုယ့်ရဲ့အစ္ဆတေယနဲ့ဟောတာကြတော့များသောအားဖြင့် general point ကိုဟောတယ်လို့ယူဆရရှိတယ်နော်ဘာလို့လဲဆိုရင်မြတ်စွာဘုရားရဲ့သူစိတ်ဆန္ဒနဲ့သူဟောတာဒီပိဋကကြီးကိုဘယ်လိုစကားမျိုးပြောရမယ်ဘယ်လိုတရားမျိုးဟောရမယ်ဆိုတာသူ့ရဲ့ဆန္ဒအရာဟောလိုက်တယ်အဲ့ဒီဟောတဲ့တရားသည် general point ပဲအများအတွက်အကျိုးရှိနိုင်တဲ့ဟောပြောဆုံးမချက်ပဲဖြစ်တယ်တချို့တရားကြတော့အကြောင်းတစ်ခုကပရိစ္ဆာတရားလို့ခေါ်တယ်တရားနဲ့ပရိသတ်ထဲကတူတယောက်ရဲ့တခြားလူတွေရဲ့အစ္ဆာတရားကိုကြည့်ပြီးတော့ဟောတာရှိအစ္ဆာတရားဆိုတာသူတို့ရဲ့နှလုံးသွင်းစရိုက်ဝါဒနာသူတို့ရဲ့ဆန္ဒဒီပုဂ္ဂိုလ်ဟာဘယ်လိုစကားမျိုးပြောမှသူ့ကိုဘယ်လိုအသုံးနဲ့ဘယ်တရားဟောမှဆိုတာသူနဲ့သူ့စရိုက်နဲ့ကိုက်ညီတဲ့တရားကိုရွေးချယ်ပြီးတော့ဟောတာကြတော့ပရိစ္ဆာတရားလို့ခေါ်တယ်။သို့မဟုတ်သူကိုယ်တိုင်ကသိချင်တယ်သူသိချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ဟောတာကြတော့ဒီပုဂ္ဂိုလ်ရဲ့အကျိုးအတွက်ဟောတာဒါ general point မဟုတ်တော့ဘူးပေါ့နော်အဲ့ဒီပုဂ္ဂိုလ်နဲ့အလားတူဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာနှလုံးသွင်းရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီတရားကိုသဘောကျနားလည်ကြမှာဖြစ်တယ်နောက်တစ်ခုကြတော့ပု္ပ္ပစာဝတိကလို့ခေါ်တယ်ပရိသတ်တွေကမေးကိုမေးတယ်သူတို့သိကျင်တာတွေမေးကြတယ်အဲ့ဒီမေးတဲ့မေးခွန်းအားကိုအဖြေထုတ်ပေးတဲ့အနေနဲ့ဟောတာလည်းပဲရှိတယ်အဲ့ဒါကြတော့အမေအဖြေတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသိကျင်တဲ့မေးခွန်းတွေကိုမေးတဲ့သဘောမေးတာကိုဖြေပေးတဲ့သဘောအနေနဲ့အဖြေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဒေသနာတော်မျိုးဒါလည်းမေခွန်းရှင်ရဲ့မေခွန်းနဲ့ဆက်ဆက်ပြီးတော့ဟောတာဖြစ်လို့မေခွန်းရှင်အတွက်တိကျဥတည်ချက်နဲ့ဟောတာဖြစ်လို့ general point တော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကြတော့ဘာလို့ဆိုအထုပ္ပတ္တိကဖြစ်ပေါ်လာတဲ့အကြောင်းအရာဖြစ်ပေါ်လာတဲ့အကြောင်းကိစ္စကိုဥတည်ပြီးတော့ဟောတဲ့တရားမျိုးတွေရှိတယ်ဒါမျိုးကလောလောဆယ်ဖြစ်ပေါ်နေတဲ့အကြောင်းတစ်ခုကိုဆွဲပြီးတော့ဟောရမျိုးကြတော့လူတွေရဲ့လူအဖွဲ့အစည်းတွေရဲ့အတွင်းမှာသို့မဟုတ်သာသနာတော်မှာဘယ်လိုကိစ္စမျိုးတွေဖြစ်ပေါ်နေသလဲထိုဖြစ်ပေါ်နေတဲ့ကိစ္စကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားလမ်းညွှန်မှုပေးတဲ့အနေနဲ့ဟောပြောဆုံးပါတယ်ဒါကိုအထုပ္ပတ္တိကလို့ခေါ်တယ်ဒါလည်းလောလောဆယ်ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကိုဥတည်ဟောတာဖြစ်တော့ကြောင့်ဒီလိုကိစ္စမျိုးဖြစ်ပေါ်လာရင်ဒီလိုစဉ်းစားဖို့ဒီလိုသိဖို့ဆိုတဲ့အဓိပ္ပာယ်နဲ့ဟောတာဖြစ်လို့အများအတွက်အကျိုးဖြစ်တဲ့ဟောပြောချက်ဖြစ်တယ်အဲ့ဒီရှုထောင့်၄မျိုးကနေပြီးတော့မြတ်စွာဘုရားဒေသနာတော်တွေဟာပုံစံအမျိုးမျိုးနဲ့ဟောပြောဆုံးမတာဖြစ်တော့လည်းပဲအနှစ်သာရခြုံပြီးတော့ကြည့်မယ်ဆိုရင်မလှုပ်တဲ့နာကိုမလှုပ်ဖို့နဲ့လှုပ်တဲ့နာကိုလှုပ်ဖို့ဒီနှစ်ခုကအဓိကပဲဖြစ်တယ်အဓိကသွန်သင်ချက်ကအဲ့ဒါဟိတဆိုတဲ့လှုပ်တဲ့နာတွေကိုလှုပ်ဆောင်မှုအဟိတဆိုတဲ့မလှုပ်တဲ့နာတွေကိုရှောင်မှုဒီနှစ်ခုကိုဥတည်ချက်ထားပြီးတော့မြတ်စွာဘုရားဟောကြားဆုံးမခြင်းပဲဖြစ်တယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့ကြတော့အလွန်ကျယ်ပြန့်တယ်ပေါ့တမန်ပုဂ္ဂိုလ်တွေမသိနိုင်ကြဘူးအဲ့ဒီကျယ်ပြန့်တဲ့အချက်လက်တွေကိုမြတ်စွာဘုရားဟာမတနာယူနိုင်အောင်လို့
လုပ်တဲ့နာတွေကဘာတွေဖြစ်တယ်လုပ်တဲ့နာကဘာဖြစ်တယ်ဆိုတာကိုဆုံးမသွန်သင်ဟောကြားပေးတဲ့တရားနိလန်းတွေကိုဖတ်ရှုလေ့လာပြီးတော့သိရှိကြရမှာဖြစ်တယ်အချုပ်အပြင်ပြောမယ်ဆိုရင်မလုပ်တဲ့နာဆိုတာဘယ်လိုအရာတော့ဆိုရင်လုပ်ပြီးတဲ့အခါမှာစိတ်ပူရတဲ့အလုပ်မျိုးအကျိုးပေါ်လာတဲ့အခါမှာစိတ်မိတ်ငိုယိုပြီးခံစားရတဲ့အလုပ်မျိုးဆိုလိုတာကပြဿနာကိုဖန်တီးတဲ့အလုပ်မျိုးကိုမလုပ်သင့်ဘူးလို့သူတို့ဆိုလိုတာပေါ့နော်ကိုယ့်ပေါ်မှာဖြစ်ပေါ်လာတဲ့ဆိုးချိုးတွေကိုပေးတတ်တဲ့အလုပ်မျိုးကိုမလုပ်ရဘူးလို့ဆိုအစာနဲ့ပတ်သက်ပြီးတော့လည်းဒီလိုပဲလေတော့လောကလူတွေဟာအစာစားရသည်ပင်လဲဘိုင်းနာစေရတဲ့အစာစားရင်ဘိုင်းနာမှာပဲဝန်းလျှောစေရတဲ့အစာစားရင်ဝန်းလျှောတာပဲလေအဲ့တော့ဘိုင်းနာမှာကြောက်ရင်ဘိုင်းမနာအောင်ဘိုင်းနာတဲ့အစာစားမျိုးရှောင်ဝန်းလျှောမှာကြောက်ရင်ဝန်းမလျှောတဲ့အစာစားမျိုးစားဖို့လိုတယ်ဖေးရပဲဖြစ်ဖြစ်အကျိုးတစ်ခုဖြစ်ပေါ်လာတာဟာအကြောင်းနဲ့မကင်းဘူးလို့သူဆိုတယ်လူရဲ့ကျမ်းမာရေးကိုဖြစ်ပေါ်စေတဲ့အစာကိုစားရင်ပို့ပြီးတော့ကျမ်းမာလာလမ်းဆမ်းမယ်ဒါကိုလည်းထပ်ခွဲတဲ့အခါမှာစားတဲ့အချိန်ကနှစ်သက်စရာအရသာရှိချိုအေးမွေးဖြစ်တော့လဲအကျိုးပေါ်လာတဲ့အခါမှာဆိုးကျိုးတွေဖြစ်တယ်ဆိုရင်မစားသင့်တဲ့အစားလို့ဒီလိုသတ်မှတ်စားတဲ့အချိန်မှာတော့မျက်နှာရှုပ်ပြီးတော့စားအောင်ခါလွန်နေချင်လွန်နေဆိုတဲ့အစားမျိုးတွေသို့တော့အကျိုးသက်ရောက်တဲ့အခါကျရင်တော့လူကိုပို့ပြီးတော့ကျမ်းမာစေတတ်တယ်ဆိုရင်အဲ့ဒီလိုအစာမျိုးလည်းစားမှာဖြစ်တယ်ဘယ်အစာမျိုးကစားတဲ့နဲ့ဘယ်အစာမျိုးကမစားတဲ့ဘူးဆိုတာဆိုးကျိုးကိုကြည့်ပြီးတော့သတ်မှတ်ကြတာပဲဖြစ်တယ်အကျိုးကြည့်ပြီးတော့သတ်မှတ်တာဒါမစားနဲ့ဒါစားရင်ဘိုင်းနာမယ်ဒါစားရင်ဝန်းလျှောမယ်ဒီလိုပဲပြောတာပဲလေအဲ့ဒါလိုပဲအလုံးနဲ့ပတ်သက်လာလို့ရှိရင်ဒါမလုံးနဲ့ဒီလိုမတွေးနဲ့ဒီလိုမပြောနဲ့ဒီလိုပြောဒီလိုလုပ်ရင်ဒီလိုပြဿနာတက်နိုင်တယ်မလုံးနဲ့ဆိုဒါပြောတာအဲ့ဒါလို့မလုံးတဲ့နာနဲ့လုံးတဲ့နာဆိုတာတွေကလောကကြီးမှာသူရှိပြီးသားပဲအဲ့ဒီရှိပြီးသားတွေကိုသိရှိပြီးတတိမှုပြီးလူတွေဟာရှောင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုလုပ်ကြပါမြတ်စွာဘုရားဒါကိုဟောတာပါပဲအဲ့တော့ဓမ္မပဒဒေသနာမှာအလွန်ဆုံးတယ်ယမယံခါဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုဥတည်ခြင်းနဲ့ဟောတာယမယံခါမေခွန်းထုတ်လို့အဖြေပေးတာယမယံခါတရားနာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဆန္ဒကိုကြည့်ပြီးတော့ဟောပေးတယ်ယမယံခါမြတ်စွာဘုရားသူကိုယ်တိုင်ရွေးချယ်ပြီးဒီစကားမျိုးဒီတရားမျိုးဟောမယ်ဆိုပြီးသူကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဟောတာရှိတယ်အဲ့လိုရှိတဲ့တဲ့မဲ့ဒီကနေ့ဓမ္မရတနဲ့ဘဝသင်္ကန်းစာအပိုင်း65မှာမြတ်စွာဘုရားဟောတဲ့181မြောက်ဒေသနာတော်လေးကိုနေ့ထဲနာကြည့်ဒီဒေသနာတော်ကဖြစ်ပြလာတဲ့အကြောင်းတစ်ခုနဲ့ပတ်သက်ပြီးဟောတဲ့တရားဖြစ်တယ်ပေါ့လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းတစ်ခုကိုဆွဲပြုပြီးဟောတာသို့တော့အဲ့ဒီအကြောင်းတစ်ခုဟာဖြစ်တတ်တဲ့အကြောင်းတစ်ခုဖြစ်သည့်အတွက်ကြောင့်သင်္ကန်းစာပေးရလဲရောက်တယ်ဟောတဲ့ဒေသနာကဘာလို့ဆိုဧထပတ္တိမံလောကံစိတ်တံရာဇရထုပမံယထဘလဝိတိတံတိနတ္ထိသင်္ကောဝိသနတံလောကကြီးရဲ့သဘာဝကိုလက်တွေ့ဖြစ်ပြနေတာနဲ့ဆက်ပြီးတော့မြတ်စွာဘုရားဟောတာဆိုလိုရင်းအဓိပ္ပာယ်ကဧထလာချ
စိတ်တန်အလွန်ဆန်းကျဲတဲ့ရာဇရထုပမာဆန်းကျဲအောင်လှုပ်ထားတဲ့ဘယင်းနေစီးတဲ့မြင်းလဲပမာအလွန်ဆန်းကျဲစွာတည်ရှိနေတဲ့ဣမလောကံဒီလောကရဲ့အခြေအနေကိုပတ္တထကြည့်ကြပါလာကြအဆန်းတကျပြုလုပ်ထားတဲ့မင်းစည်းရထားလို့ယင်းစီဘယင်းနေစီးတဲ့မြင်ရထားလို့ဒီလောကကြီးကိုဆန်းကျဲနေတဲ့ဒီလောကကြီးကိုအသိဉာဏ်နဲ့ကြည့်ရှုလေးလာသုံးသပ်ကြည့်ပါတဲ့ယထဘာလဝိတိအန္တိအဲ့ဒီဆန်းကျဲတဲ့လောကကြီးမှာအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကနစ်မြုပ်သွားကြတယ်နစ်မြုပ်သွားကြတယ်နတ္ထိသင်္ဃောဝိသနတံအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ဒီထဲမမြုပ်ဘူးတဲ့အဲ့ဒါကိုရှောင်ကြတယ်ဒီအဓိပ္ပာယ်ပြောတာအဲ့တော့ဒီအဓိပ္ပာယ်នេះဆိုရင်ဘာကိုဆိုလိုတာတုံးဆိုအလွန်ဆန်းပြပြီးတော့မမောစရာကောင်းတဲ့လောကကြီးမှာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာရုပ်မထွက်နိုင်လောက်အောင်မြုပ်နေကြပြီလို့ရုပ်မထွက်နိုင်အောင်မြုပ်ကြတယ်ကာမဂုဏ်အာယုံဆိုတဲ့ဆန်းကျဲတဲ့အာယုန်တွေထဲမှာလူများစုကမြုပ်နေကြတာပဲလေရုံမထွက်နိုင်ကြဘူးတောနဲ့ကြီးတွေထဲမှာပင်ကလို့ခေါ်တဲ့ရွှွညွန့်နေရှိတဲ့မြေပြင်ကြီးတစ်ခုရှိတတ်တယ်အဲ့ဒီမြေပြင်ကြီးကအတွေ့အကြုံမရှိဘူးဆိုရင်ကြည့်လိုက်လို့ရှင်အပေါ်မြက်ကလေးတွေပေါအောင်ပြီးတော့တောတွေကလွင်မြေကြီးတစ်ခုပမာထင်ရတယ်ပေါ့ဒီနာသစ်ပင်မပေါက်ဘူးလှလိုက်တဲ့လွင်မြင်ကြီးလို့ဒီလိုထင်ရတယ်အဲ့ဒီကွင်းမြင်ကြီးတောထဲမှာရှိနေတဲ့ကွင်းမြင်လွင်မြင်ကြီးတွေကိုမစင်မချင်းဆင်းလိုက်မယ်ဆိုရင်သူကဘွဲအိုင်ကြီးဖြစ်နေတော့မြုပ်သွားအလုံးကိုနဲ့တဲ့ဘွဲအိုင်ကြီးဆိုမလှုပ်နဲ့လှုပ်တွေမြုပ်တွေမလှုပ်တွေမြုပ်တွေဆင်းနေအဲ့ထက်ရောက်သွားရင်မထွက်နိုင်တော့ကြားတွေအဲ့ထက်ရောက်သွားရင်မထွက်နိုင်ဘယ်သရဝါမှလှုပ်လေမြုပ်လေပဲသူကအပေါ်ယံလေးတွေတင်းပြီးတော့အပင်လေးတွေပေါက်နေတာမြက်ပင်လေးတွေပေါက်တာတမန်ပေါ်ပါတဲ့သရဝါလေးတွေသာခံနိုင်တော့နည်းနည်းခန္ဓာကိုယ်လေးတဲ့သရဝါတွေမှန်သမျှသမင်ဆင်းသမင်မြုပ်မယ်ကြားဆင်းကြားမြုပ်မယ်တရေဆင်းတရေမြုပ်မယ်ဘယ်သရဝါပဲဆင်းလာခဲ့မြုပ်သွားတာပြန်ပြီးတော့ရုံးထွက်နိုင်တော့မရှိဘူးမြုပ်ပြီးအဲရှော့အကြီးထဲမှာပဲမြုပ်သွားကြတယ်အဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတဲ့လောကကြီးဟာအပေါ်ယံကြည့်လိုက်ရင်ဆန်းကျဲနေခေါဏမျက်တွေပေါက်ပြီးတော့စိမ့်ပြီးအမှန်တန်လှပတဲ့ตายရတဲ့လွင်မြင်ကြီးတစ်ခုလို့ထင်ရတယ်သွားပြီးတော့မဆန်းလိုက်နဲ့ဆန်းလိုက်ရင်မြုပ်သွားတယ်အဲ့ထက်ရုပ်မထွက်နိုင်တော့ဘူးလောကကာမဂုဏ်အာယုန်တွေဟာလည်းပဲအဲ့ဒီလိုပုံဆောင်ထားတာပဲဖြစ်တယ်ရုံထွက်နိုင်မှုအမှန်တမ်းခဲရင်သွားပြီအလုံးကိုဆန်းကျဲတာကဘလောက်ထိအောင်ဆန်းကျဲတော့ဆိုရင်ရှေးကဘယင်းနေဟာသူတို့စီးတော့ရင်းနေကိုယရနာရီနဲ့ခြေသားပြီးပကြီးနဲ့လှပအောင်လှုပ်ထားတဲ့ဘယင်းစီးတဲ့ယထာလို့ဆန်းကျဲနေတာတဲ့လှလှပပလှုပ်ထားလောကကြီးဟာလည်းပဲကာမဂုဏ်အာယုန်နဲ့အဲ့လိုဆန်းပြလှပနေတာအမတ်တမဲ့နဲ့သွားပြီးတော့မဆင်းလိုက်နဲ့ယုံထွက်လို့မရတော့ဘူးလို့ပြောတာနော်ယထပါလဝိတိတန္တိမစင်မကျင်ဆင်းမိတဲ့ပုဂ္ဂိုလ်ဟာမြုပ်သွားမယ်နတ္ထိသင်္ဃောဝိသနစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အဲ့ထက်မဆင်းဘူးဝေးရရှောင်တယ်အဲ့ဒီမှာသင်္ကေတဘာရှိတော့ဆိုအဲ့ဒီမြက်ခင်းလွင်မြင့်ညီနာရောက်တဲ့အခါမှာခြေရာတွေကမြက်ခင်းလွင်မြင့်ဘက်ကိုဥတီနေတဲ့ခြေရာသာရှိတယ်ပြန်တက်လာတဲ့ခြေရာမရှိဘူးအဲ့ဒါကိုတတိမထားပဲနဲ့လှလိုက်တဲ့လွင်မြင့်ကြီးဒီထက်ကဖြတ်ပြီးတော့ရှောက်ကြည့်ဦးမယ်ဆိုသွားဆင်လိုက်မြုပ်ပြီး
မြုပ်လို့ယုံထွက်လို့ရလားဆိုမရတော့လှုပ်နေမြုပ်နေလှုပ်နေမြုပ်နေအဲ့ဒါလို့ကြောက်စရာရွှွညွန့်ကြီးလို့လောကကြီးမှာလည်းပဲရုံးမထွက်နိုင်လောက်အောင်အလှပကာမဂုဏ်အာယုန်တွေထဲမှာမြုပ်သွားတယ်အဲ့တော့ကာမဂုဏ်အာယုန်ဆိုတာရွှွညွန့်ကြီးနဲ့တင်စားပြီးတော့ရသော်ဗျာဟောတာပဲဖြစ်တယ်ကာမဂုဏ်အာယုန်ဆိုတာဘယ်ဟာကိုခေါ်လဲဆိုလောကလူတွေကြိုက်နေတဲ့မျက်စိနဲ့မြင်ရတဲ့လှပတဲ့အဆင့်အာယုန်ဟာလည်းပဲကာမဂုဏ်အာယုန်တယောက်နဲ့တယောက်မတူကြဘူးတချို့ကလှတာကိုသဘောကျတယ်မျက်စိကလှတာပါတာကြည့်ရတာသဘောကျတယ်တချို့ကြတော့ตายရတဲ့သချင်းတန်ตายရတဲ့အတန်လေးကိုနားထောင်ရရင်သဘောကျတယ်တချို့ကြတော့မွှေးကြိုင်တဲ့အနတ်တချို့ကြတော့အရသာကောင်းကောင်းတချို့ကြတော့အထီးတွေ့ချောညက်တာအဲ့ဒါလို့အကြိုက်ချင်းမတူကြဘူးကာမဂုဏ်လို့ဆိုတဲ့စကားလုံးဟာကာမခုနကာမဆိုတာလိုချင်စရာနော်လိုချင်စရာဒီစရာတွေပေါ့ဆွဲမဲ့စရာလူတိုင်းဟာလိုချင်တယ်ဆွဲမဲ့တယ်ဒီစရာတွေပေါ့ဆွဲဆက် pressure လို့ပြောတယ်အဲ့ဒီလိုချင်စရာအာယုံဟာခုနခုံဆိုတာဒီနေရာမှာအရေးချင်းကိုပြောတာမဟုတ်ဘဲနဲ့နှောင်ဖွဲ့ထားရတယ်လူရဲ့စိတ်ကိုနှောင်ဖွဲ့ထားရတယ်အနှောင်ဖွဲ့တစ်ခုဖြစ်သွားရုံမထွက်နိုင်ဘူးမျက်စိထဲမှာကိုကြည့်လို့လှတယ်ตาထင်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီကနေရုံမထွက်နိုင်တော့အတန်ကိုตาမိရင်လည်းရုံမထွက်နိုင်ဘူးအနံ့ကိုနမ်းရှုမိရင်အရသာကိုခံစားမိရင်ခန္ဓာကိုယ်ထိတွေ့ကိုသဘောကျရင်ရုံမထွက်နိုင်အဲ့ဒီရုံမထွက်နိုင်တဲ့ကာမဂုဏ်အာယုံဟာရွှွညွန့်ပွက်ကြည့်လို့ပဲမစင်မကျင်ဆင်းမိရင်တော့ပြန်တက်ဖို့မလွယ်တော့ဘူးအေးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တော့ဒီဟာကိုရှောင်နေလို့ဒီတရားကိုဟောတာအဲ့တော့ဒါဖြစ်ပျက်ကလေးတစ်ခုကိုကြည့်ပြီးတော့ဟောတာအဖြစ်ပျက်ကဖေပိသရမင်းကြီးမှာအဘယဆိုတဲ့သားတော်တစ်ပါးရှိတယ်သို့တော်မိမိရဲ့ခေါင်းကြီးကမွေးတာမဟုတ်တော့သူကနန်းရမင်းသားတော့မဟုတ်ဘူးမင်းသားကြီးဘဝနဲ့အဘယမင်းသားဆိုရှိတယ်တိုင်းရေးပြည်ကိစ္စတွေတိုင်းပြည်ထဲမှာမငြိမ်းချမ်းတဲ့နေရာတွေကိုငြိမ်းချမ်းမှုဆိုပြီးသူ့ကိုခေါင်းဆောင်တင်ပြီးတော့လွှတ်လိုက်တဲ့အခါအဲ့ဒီဒေသကိုငြိမ်းချမ်းအောင်စီမံပြီးတော့အရေးကိစ္စတွေပြီးတဲ့အခါမှာဘုရင်ကြီးကဆုတော်လက်တော်ချတဲ့အနေနဲ့သူနှစ်သက်မြတ်နိုးတဲ့အဆိုကကျွမ်းကျင်တဲ့အမျိုးသမီးတယောက်ကိုပေးပြီးတော့9 ရက်တိတိလမ်းတော်မှာမင်းစီစိတ်မျိုးခံစားခိုင်းတယ်ပေါ့တန်တတိအမတ်ကြီးလို့ပဲအဲ့ဒါလို့ဆုချချီးမြှောက်တာစစ်ပွဲတစ်ခုကိုအောင်မြင်အောင်တိုက်ခတ်လို့တိုင်းပြည်အတွက်အကျိုးဆောင်တယ်ဆိုပြီးတော့ဘုရင်တွေကအဲ့လိုဆုချလေးရှိတယ်သူကလည်းရတဲ့အခွင့်အရေးမှာ9 ရက်တင်သူခံစား권ရှိတာဆိုတော့9 ရက်ကိုအပြည့်အဝခံစားအဲ့ဒါလို့သူ့အနေနဲ့အပျော်ဆုံးအချိန်တွေနဲ့ဖြတ်တန်းနေတဲ့နောက်ဆုံးရက်မှာဘာဖြစ်လာတော့ဆိုသူမျက်နှိုးတဲ့အဆိုကဝတ္တန်ကောင်းတဲ့ရှင်းတော့ကတော့အဲ့ဒါလို့ဟာမျိုးကဆုလက်လို့ခေါ်တာပေါ့နော်ခဏခဏတော့ပုံစံတစ်မျိုးစီပေါ့ဆုလက်ပေးလိုက်ရှေးပြည်နေရဲ့ခေတ်ကတော့အဲ့လိုအမျိုးသမီးကိုဆုလက်သဘောမျိုးပေးတာအဲ့ဒီမျိုးသမီးကနေ့စဉ်နဲ့အမျှတချင်းဆိုရတယ်ကပြရတယ်ဖြေပြောရတယ်ဆိုတော့
ဆက်တိုက်လောက်ရတဲ့အခါမှာအလုံးကိုပင်ပန်းလာပြီးနောက်ဆုံးမှာဟာတက်လို့ဟာမျိုးတော့မဟုတ်အုံနောက်သွေးကြောပြတ်တာလို့မျိုးပင်ပန်းလာတဲ့အခါမှာအယုတ်ကျိုးပြတ်ဖြစ်ပြီးတော့ပုံလဲပြီးသိဆုံးသွားတယ်အဲ့ဒီမှာအဘိယမင်းသားဟာသူကပျော်လို့အမရခင်လေးမှာသူသဘောကျတဲ့အဆိုတော်ကားကြည့်တယ်သူရှိမှာပဲအခုလိုအယုတ်ကျိုးပြတ်လဲပြီးတော့သေပွဲဝင်သွားတဲ့အခါမှာစိတ်မကောင်းခြင်းနဲ့ယူချုံမရဖြစ်တာတဏှတိအမှကြည့်လို့ပေါ့ယူချုံမရဖြစ်တာအကြီးအကျယ်စိတ်သောကဖြစ်တယ်အဲ့ဒီစိတ်သောကဖြစ်လို့ဒီစိတ်သောကကိုဖြေပြောင်းဖို့အတွက်မြတ်စွာဘုရားစီသွားတယ်မြတ်စွာဘုရားဒီတရားကိုဟောတာပဲသူဟာစိတ်လို့ကိုလို့နဲ့ကာမဂုဏ်အာယုန်နဲ့ကိုစိတ်ကိုလွတ်ထားမိတာဟာတကယ်ညွန်ကြီးထဲမှာဆင်းမိတယ်လို့ဖြစ်သွားတယ်ရှုံးမထွက်နိုင်ဘူးလောကလူတွေဟာတောကဖြစ်တယ်ဆိုတာတွေ့တာမှုနဲ့ပတ်သက်နေတယ်တွေ့တာမှုမရှိရင်တွေ့တာမှုရှိတဲ့နေရာမှာစိတ်ပူပန်မှုဆိုတာလာတယ်ပစ္စည်းတွေ့တာရင်တွေ့တာတဲ့ပစ္စည်းအတွက်စိတ်ပူပန်ကြတယ်လူကိုတွေ့တာရင်တွေ့တာတဲ့လူတဲ့စိတ်ပူပန်ကြတယ်တွေ့တာမှုမရှိဘူးဆိုရင်စိတ်ပူပန်ကြမရှိဘူး where there is attachment there is a worry တကယ်ဟုတ်တယ်နော်ကိုမသိတဲ့လူအတွက်စိတ်ပူတယ်လို့ရှိမှမရှိတော့ကိုမပိုင်တဲ့ပစ္စည်းဥစ္စာအတွက်စိတ်ပူတယ်ဆိုတာလည်းမရှိဘူးလူတွေကဘာလို့စိတ်ပူနေကြဘသူအတွက်ပူတာနံပါတ်1ကိုယ့်အတွက်ပူတယ်နံပါတ်2ကိုယ့်ပတ်ဝန်းကျင်ကိုမြတ်နိုးတယ်ကိုခင်မင်းတယ်ကိုဆွေမျိုးသားချင်းကိုမိသားစုစိတ်ပူတယ်လေပူတယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်တွေအတွက်အကျန်တဲ့ဒဇိမ့်တရားကိုယ်နဲ့လည်းမသိဘူးဆိုတဲ့လူအတွက်ပူတယ်လို့လောကမှာရှိကိုမရှိဘူးအဲ့တော့အဖြေထုတ်ကြည့်စိတ်ပူမှုကဘယ်လာတာလို့ဆိုတွေ့တာမှုကလာတယ်ဆိုထင်ရှားတယ်အဲ့ဒီတွေ့တာမှုကိုရှော့ချနိုင်မှစိတ်ပူပန်မှုကိုမရှော့ချနိုင်မှာဖြစ်တယ်တွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်သောကတွေလာနေဦးမှာပဲတွေ့တာမှုကိုဖြတ်ချလိုက်ပြီဆိုရင်စိတ်သောကမလာတော့အဲ့ဒါဘာကြောင့်လူတွေစိတ်ပူပန်နေကြလဲဘာကြောင့်စိတ်အေးမနေနိုင်ကြသလဲဆိုအဓိကအကြောင်းတရားကတော့တွေ့တာမှုပဲတွေ့တာမှုကိုဖြတ်နိုင်မှစိတ်သောကကိုဖြတ်နိုင်မယ်အဲ့တော့အဲ့ဒီတွေ့တာမှုဖြစ်အောင်ကဘာတွေလဲလို့မေးလိုက်လို့ရှိရင်ခုနလိုပျော်စရာကာမဂုဏ်အာယုန်တွေကတွေ့တာမှုကိုအားပေးအားမြောက်ပြုတော့လှပတဲ့ရွှွညွန့်တော်ကြီးလိုပဲသွားပြီးတော့မဆင်းလိုက်နဲ့ဆင်းလိုက်ရင်မြုပ်သွားမယ်ပြတ်တက်လို့မရတော့ဘူးအဲ့ဒါလိုကာမဂုဏ်အာယုန်တွေထဲမှာခြေနှက်လို့လက်ခံလိုက်တာနဲ့တပြိုင်နက်ဒီတွေ့တာမှုတွေကဖယ်ရှားလို့ခက်ခဲသွားပြီခက်နိုင်ညှိသွားပြီတွဲကတ်သွားပြီအဲ့ဒါကိုအဘိယမင်းသားရဲ့လက်တွေ့ခံစားရချက်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဒီလိုခေါ်တာအဲ့တော့စဉ်းစားဉာဏ်နဲ့စဉ်းစားမယ်ဆိုလို့ရှိရင်စဉ်းစားတဲ့ပုဂ္ဂိုလ်ကတွေ့တာစရာအာယုံကိုအသိဉာဏ်နဲ့ကာရမယ်လို့ဆိုလို့ခုနကရွှွညွန့်တော်ကြီးကိုအနေရှိတယ်လို့မသိဘူးမသိခြင်းကြောင့်ဆင်းမိတယ်ကာမဂုဏ်အာယုန်တွေကိုတွေ့တာရင်လည်းတောကဖြစ်မယ်ဆိုတာမသိဘူးမသိသည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေကိုလက်ခံမိတယ်သိမ့်ပိုက်မိတယ်လက်ခံသိမ့်ပိုက်လိုက်ခြင်းကြောင့်ရွှွညွန့်တော်တဲ့နစ်သွားတယ်ကာမဂုဏ်အာယုန်တွေကိုတွေ့တာမိခြင်းကြောင့်တောကကိုဆိုတဲ့ဒုက္ခတွေရောက်သွားတာတူတူပဲတို့မြတ်စွာဘုရားဟောတဲ့ psychology လို့ပြောခြင်းပြောပေါ့နော်လူရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီးအာယုန်တွေနဲ့ဒီလိုစိတ်ခံစားမှုတွေကဒီလိုပဲလာတာပဲ
အကြောင်းနဲ့အကျိုးလို့ဟောတာအသိဉာဏ်နဲ့ကာယင်ကမကလို့ရှိရင်မစင်မကျင်လုံးလိုက်ရင်ဒီထဲရောက်တော့မှာပဲသိကြတယ်မစင်မကျင်လှုပ်ခြင်းကြောင့်ဒုက္ခရောက်သွားနိုင်တယ်ရှုံးထွက်လို့မရတဲ့ဒုက္ခမျိုးရောက်သွားမယ်အဲ့တော့မြတ်စွာဘုရားကအခုလိုသတိပေးလိုက်တာမင်းတို့အမှတ်တမဲ့မနေနဲ့ဟောဒီလောကကြီးဟာကြည့်လိုက်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းလို့ထင်ကောင်းထင်လိမ့်မယ်အမှန်တန်အံ့ဩဖွယ်ကောင်းပြီးတာယာလှပတဲ့လောကကြီးဟုတ်တယ်မှန်တယ်အဲ့တာယာလှပတဲ့လောကကြီးကိုစဉ်းစားဉာဏ်မရှိဘဲနဲ့သွားပြီးတော့မဆင်းလိုက်နဲ့လက်မခံလိုက်နဲ့လက်ခံလိုက်ရင်မင်းမြုပ်သွားလိမ့်မယ်ဒီလိုဆိုလိုတာပေါ့နော်ဒီကမ္မဂုဏ်အာယုန်တွေကိုလက်ခံသိမ့်ပိုက်မှုမလုပ်လိုက်နဲ့လုပ်လိုက်ရင်မင်းမြုပ်သွားလိမ့်မယ်ပညာရှိတွေကတော့အသိဉာဏ်နဲ့ကာထားပြီးတော့လက်မခံမိအောင်ကြိုးစားကြတယ်အဲ့တော့တွေ့တာပြီးမှတော့တောကကိုဖယ်ဖို့ဆိုမရတော့ဘူးရှင်ညွန့်နဲ့ရောက်တော့မှတော့မြုပ်ပြီပေါ့အဲ့ဒီသဘောမျိုးကိုမြတ်စွာဘုရားဒီဒေသနာတော်ကိုခေါ်တာပဲဖြစ်တယ်ဒါဟာဘုန်းကြီးတို့နေ့စဉ်တွေ့နေတဲ့ဆွဲလန်းစရာတတ်မဲ့စရာအာယုန်တွေပေါ်မှာစိတ်လွတ်ကိုလွတ်ဒါတွေဟာပြောစရာတွေပဲလို့စိတ်ကိုလွတ်ပြီးတော့သွားပြီးတော့ရှုံညွန်နဲ့ဆင်းတယ်လို့မဆင်းမိစေနဲ့တတိနဲ့နေဆိုတဲ့အဓိပ္ပာယ်ပြောတာနော်တတိနဲ့နေမှတွေ့တာမှုတွေတောကကြီးရှော့ချနိုင်မှာဖြစ်တယ်လို့ကိုယ်ဆင်ញင်သုံးသပ်နေမှတောကဆိုတာကိုဖယ်ရှားနိုင်မှာဖြစ်တယ်ဒါဒီဒေသနာတော်ကဒီလိုဟောတာနောက်ဒေသနာတော်တစ်ပုဒ်မှာယောစပုပ္ပိပမိစိတဝါပစ္ဆသောနပမိစတိသောမလောကံဘဝတိတိအဘမုတ်တော်ဝါစန္ဒီမှာဘဝဆိုတာအပိုင်းလိုက်ပဲရှိတတ်တယ်လူဆိုတာအမှားမကင်းကြဘူးအမှားမကင်းတော့ငယ်ရွယ်တဲ့အချိန်မှာတရားဓမ္မဘက်ကိုဥပလဲနိုင်မှုအရွယ်လေးရလာတဲ့အခါလဲအလောက်ကိုင်းနေတဲ့တရားဘက်ကိုဥပလဲနိုင်မှုအသက်အရွယ်တော်တော်လေးရပြီးတော့ကြီးလာပြီဆိုတော့မှအဲ့ဒါလိုကြီးလာတဲ့အခါလဲတချို့ကတရားဘက်ကိုဥပလဲနိုင်များမှုတချို့ကြတော့ဘုရားဘာသာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနားရတဲ့ပုဂ္ဂိုလ်တွေကြတော့ငယ်တုန်းကဥမလဲနိုင်မှုလူပြိုတုန်းကဥမလဲနိုင်မှုအသက်အရွယ်လေးရလာတဲ့အခါမှာတရားပဲလိမ့်စားတယ်ဆိုတာတော်သေးတယ်အဲ့ဒီမှာယောစပုပ္ပိပမိစိတ်တော်တဲ့ငယ်တုန်းကပဲဖြစ်စေအရွယ်နုတုန်းကပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်ပြီးမိလျော့ရော့နေမိပြီမဲ့လို့နောက်ပိုင်းရောက်တဲ့အခါပစ္ဆသောနပမိစတိနောက်ပိုင်းမှာမလျော့တွေဖြစ်လာတယ်မလျော့တရားပဲကိုလိုက်စားပြီးတော့ကျင့်ကြံကြိုးကိုအထောက်လာတယ်ဒါလူဆိုတာအတူတတ်ဖို့ပေါ့တချို့ကြတော့အရွယ်3ပါအားလုံးဟာဥပမာပဲဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေဆိုတာပထမအရွယ်လေးပညာသင်နေတယ်ဒုတိယအရွယ်လည်းအလောက်ကိုင်းနေလုံနေတတိယအရွယ်အလုံးမရှိတော့ဘူးဆိုတဲ့အခါမှာလည်းပဲအပျော်ရှားနေကြဘာမှထူးထူးလုပ်เสียမရှိဘူးနော်ငယ်စဉ်တုန်းကတိရိလင်္ကာမှာနေတုန်းကစီရီလိုက်တယ်လီဗီရှင်းကလာတဲ့ဒီရုပ်ရှင်တစ်ခုကြည့်ဘူးတဲ့အဲ့ဒါဘာလို့ဆိုတလက်ဘုတ်ဆိုရုပ်ရှင်တလက်ဘုတ်ဆိုရုပ်ရှင်အဲ့ဒါဘာတွေပြတော့ဆိုလူတွေအသက်အရွယ်ကြီးလာတဲ့အခါကျတော့အဲ့တင်မောကြီးနဲ့ခီးထွက်ကြတယ်အဲ့ဒါပဲဖိုးကြီးတွေဖွားကြီးတွေပါကြတယ်ဖ
ဖိုးကြီးဖွာကြီးတွေအိမ်မှာနေရင်ပြင်းကြီးပွဲဖြစ်လို့စိတ်ပျော်အောင်လို့အထူးသဖြင့်အဲ့ဒီဖိုးကြီးဖွာကြီးတွေသွားကြသင်္ဘောနဲ့ခရီးထွက်ပြီးတော့ဟိုမှာမိတ်သစ်ဆွေသစ်တွေနဲ့တွေ့စကားပါပြောပြီးတော့နေကြသင်္ဘောကြီးကတစ်ဖက်ရောက်လို့ပြန်လှည့်လာပြီးတော့ဆင်းငိမ်တန်တဲ့အခါကျတော့အဲ့တော့တယောက်နဲ့တယောက်ခွဲကြရမှာဆိုတော့အဲ့မှာအဖိုးကြီးမေကြီးတွေကမလေးမျက်ရည်စမ်းစမ်းနဲ့ဖြစ်လာကြအဲ့ဒီဇလန်းကိုပြထားတာနော်အဲ့ဇလန်းကိုပြထားတာတလက်ပုတ်ဆိုရယ်ဇလန်းကြည့်ကြလားတော့မသိဘူးနော်ဆိုလိုရကသင်္ဘောပေါ်မှာတော့ပျော်လိုက်ကြတာသူတို့တွဲပြီးကကြပါလှုပ်ကြနဲ့စပေါ့ဒီပြင်လည်းလှုပ်ဆရာမရှိတော့ဒါပဲလှုပ်ကြတာပြန်လာတဲ့အခါမျက်ရည်စမ်းစမ်းနဲ့တယောက်နဲ့တယောက်ခွဲပြီးတော့သွားကြတဲ့အခါမှာမခွဲခြင်းခွဲသွားတဲ့ပုံစံမျိုးအဲ့ဒါတလက်ပုတ်ဆိုပြီးတော့ပြတဲ့ရုပ်ရှင်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေကြတော့ငယ်စဉ်ကလေးကတရားအသိလေးတွေသိပြီးတော့မွေးတဲ့အခါမှာအရွယ်လေးရောက်လာတဲ့အခါမှာတရားပေါ်မှာအာယုစိုက်လာတော့ပထမဆုံးကတရားဝဲနဲ့ပတ်သက်ပြီးတော့မိလျော့ထားပေမဲ့လို့နောက်ပိုင်းမှာတရားပဲလိုက်စားလာကြတယ်လိုက်စားလာတော့သောမန်လောကံဘဘတေတိအဘမုဒ္ဒောဝဆနိအဲ့ဒီကြတော့တိမ်ဖုံးလို့လက်မသာဆိုတဲ့အနေထားကနေပြီးတော့လာမင်းကြီးဟာတိမ်တိုင်းကနေလွတ်ပြီးတော့သားတယ်လို့ပဲငကိုတော့ကငယ်တော့ကတတိမထားမိဘူးလူပြိုတော့ကလည်းပဲလုပ်ငန်းတွေလုပ်နေရလို့တတိမထားမိဘူးအသေးရွယ်လေးကြီးလာတဲ့အခါကျတော့ဓမ္မအတိတွေရလာတဲ့အခါတိမ်တိုင်းကထွက်လာတဲ့လာမင်းကြီးအလင်းရောင်တွေပေါ်ထွက်လာသလိုသူကောင်းထဲမှာလည်းအသိဉာဏ်တွေဖြစ်ပေါ်ပြီးတော့လာတယ်ဓမ္မအသိတွေဟာဖြစ်ပေါ်လာနိုင်တယ်ဒီသဘောကိုမြတ်စွာဘုရားဒီမှာဟောတာရဟန်းတော်တစ်ပါးနဲ့ပတ်သက်ပြီးတော့ဟောတာရဟန်းတစ်ပါးဟာငယ်ရွယ်စဉ်အခါမှာဝေယဝိဆအလုပ်တွေပဲလုပ်တယ်ဝေယဝိဆအလုပ်တွေလုပ်တယ်ဝေယဝိဆအလုပ်မလုပ်တဲ့ပုဂ္ဂိုလ်သူကလူပြင်းလို့သတ်မှတ်တယ်ရှင်သာရိပုတ္တရာရဲ့ညီတော်ရှင်ယေဝရဆိုတာတောအကြောင်းမှာနေတယ်ငယ်စဉ်ကလေးကတရားနှလုံးသွင်းပြီးတရားနဲ့နေတဲ့ပုဂ္ဂိုလ်ဖြစ်တာရှင်ယေဝရဟာအာရှိရင်တရားထိုင်ပြီးတပ္ပဝင်စားနေလို့ရှိတယ်။ဟိုကိုတော်တစ်ပါးကတော့သူကအလုပ်ပဲလုပ်တယ်။သူရစီတွေလှဲတယ်၊ကြောင်းရည်တန်ရှင်းတွေလုပ်တယ်။ရှင်ယေဝရတရားထိုင်နေတာကိုကြည့်ပြီးတော့ဒီကိုတော့ပြင်းလိုက်တာပေါ့ဘာမှမလုပ်ထိုင်နေငုတ်တုတ်ချီအဲ့လိုကဲ့ရတယ်ရှင်ယေဝရကသူ့ကဲ့ရတယ်ဆိုတာသိတော့တနေ့ကျတော့ဒီကိုတော့ခေါ်ပြီးတော့နားလဲအောင်ပြောပြငါရှင်ယဟန်ဆိုတာဝေယဝိဆကြီးလောက်ရတာမဟုတ်ဘူးဝေယဝိဆလောက်တဲ့အချိန်လောက်တရားဓမ္မနှလုံးသွင်းတဲ့အချိန်နှလုံးသွင်းရမယ်ဒီလောက်ကြည့်မလို့ရဘူးလို့ဆုံးမတာဆုံးမတဲ့အခါသူကပြောလို့ဆိုလို့သဘောပေါက်တဲ့ကိုတော့ဆိုသဘောပေါက်ပြီးတော့ရှင်ယေဝရပြောတဲ့အတိုင်းအလုံးချိန်လေးလုံးဒီပြင်ချိန်တရားထုတ်တော့သူကမကြခင်ယဟန္တာဖြစ်သွားသူယဟန္တာဖြစ်သွားတဲ့အခါကျတော့တရားရဲ့ဓမ္မရတ္တကိုသိရှိသွားတော့တရားနှလုံးသွင်းတဲ့အချိန်ကပိုများလာတယ်ဝေယဝိဆလုပ်တဲ့အချိန်ကနေအဲ့တော့ तू မရှိတော့ကြောင်းထဲမှာတပြည့်စီလဲတဲ့ပုဂ္ဂိုလ်ကမရှိတော့ခါတိုင်းဆိုရင် तू တပါးတည်းလိုက်လှဲဘေးကယဟန်တွေကပြောကြတယ်ငါရှင်ဘယ်လိုလဲတပြည့်စီဘာလို့မလှဲတော့တာလဲခါတိုင်းဆိုတပြည့်စီပဲလှဲနေတယ်ဆိုတော့ तू ကဘာပြောတော့တပည့်တော်မေးလျော့တော့ငါတပြည့်စီလဲတာပါတဲ့အခုတပည့်တော်မမေးမလျော့တော့ပါဘူးဆို तू ယဟန်ဖြစ်သွားတာဟုတ်အဲ့တော့အလုံးရဲ့တန်ဖိုးဆိုတာလေသူကလည်းသူရှိတယ်ပေါ့နောက်ပိုင်းနားလဲလာတဲ့အခါသူကောင်းထဲမှာအသိဉာဏ်ရလာတော့သဘာဝတရားကိုရှင်းရှင်းလင်းလင်းကြီးမြင်တော့ကောင်းကင်မှာ
တိမ်တိုက်ကင်းစင်တော့လာမင်းကြီးဟာအလင်းရောင်တွေဖြန့်ကျက်လာသလိုပဲသူ့ရင်ထဲမှာလှုပ်တဲ့လှုပ်အလုပ်တွေနှလုံးသွင်းတဲ့တရားတွေအသိဉာဏ်တွေမှာရှင်းရှင်းကြီးမြင်လာတယ်ဆိုတာကိုအကြောင်းပြုပြီးမြတ်စွာဘုရားဒီဒေသနာတော်ကိုဟောတာပဲဖြစ်တယ်နောက်ဒေသနာတော်တစ်ပုဒ်ကိုကြည့်ရယတပပံကတံကမ္မံကုသလေနပိဋိယတိသောမလောကံပပသေတိအဘမုတောဝဆာနိအခြေအနေတစ်ခုမှာလောကလူတွေဆိုတာအမှားနဲ့အမှန်လောက်တဲ့ထဲမှာအမှားလောက်ခဲ့တာများတယ်ပေါ့အဲ့ဒီအမှားခဲ့သမျှတွေကိုအမှန်တရားနဲ့ပြန်ပြီးတော့ဆုတ်ပိတ်လိုက်ပြီးအမှန်ပြင်လိုက်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကောင်းကင်ယံမှာတိမ်တိုက်ကနေပြီးတော့ကင်းစင်ပြီးထွက်လာတဲ့လာမင်းလို့သူ့ရဲ့ဘဝဟာလင်းချင်းလာတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာယတပပံကတံကမ္မံမသိခင်တော့သူမဟုတ်တာတွေအများကြီးလုပ်တယ်အဲ့ဒီမဟုတ်တာလုပ်တာတွေကိုကောင်းတာလုပ်ခြင်းဖြင့်မဟုတ်တာလုပ်တာတွေကိုပြန်ပြီးတော့ပိတ်ဆို့ပြစ်လိုက်နိုင်တယ်သူ့ရဲ့စွမ်းရည်တတ္တိကကောင်းတာတွေနဲ့အစားထိုးလိုက်နိုင်တယ်ဒါဘယ်သူနဲ့ပတ်သက်ပြီးတော့ဟောတာတော့လို့ဆိုရှင်အင်္ဂုလိမာလနဲ့ပတ်သက်ပြီးတော့ဟောတာအင်္ဂုလိမာလဟာလူပေါင်းမြောက်များစွာကိုတတ်တယ်တကယ်တော့အင်္ဂုလိမာလဒီရက်ဆက်သူတော့မှန်တယ်သို့တော့သူဟာလူမိုက်မဟုတ်ဘူးလူမိုက်မဟုတ်ဘူးဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်ဒါလည်းပဲတုံးမဟုတ်ဘူးသူဘာကြောင့်လူတွေတတ်တာတော့ဆိုသူဆရာကတစ်ဖက်လဲနဲ့သူ့ကိုဒုက္ခပေးတာသူလေးစားတဲ့သူ့ရဲ့ဓိတပမောက္ခဆရာကြီးလောကလူတွေဆိုတာခုခေတ်ပဲဖြစ်ဖြစ်ရှေးခေတ်ကပဲဖြစ်ဖြစ်မဟုတ်တာလုပ်တတ်တဲ့အကျင့်တွေရှိကြတယ်တကယ်လို့မှပညာစီးပူးနေကြတဲ့အထက်မှာအင်္ဂုလိမာလဆိုတာသူ့နာမည်ကတော့အဟိန္ဒကလို့ခေါ်တယ်ဘယ်သူမှမညှင်းဆဲဘူးဆိုတဲ့နာမည်အဲ့ဒီအဟိန္ဒကဟာဝတ္တရားခြေပြုံပြီးတော့ဆက်ဆံရေးကောင်းတော့ဆရာကြီးကလည်းချစ်တယ်ဆရာကတော်ကြီးကလည်းချစ်တယ်သူဝေယဝိဆလုပ်တယ်ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါကျတော့ကျန်တဲ့ကျောင်းသားတွေကမကြိုက်ကြဘူးဒါအခုခေတ်တဲ့ဒီတိုင်းပဲသူဆိုတာဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါမှာမကြိုက်ကြတော့ဘာလုပ်လဲဆိုခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲကြတာပေါ့နော်လူတွေကခက်တယ်ဒုက္ခရောက်အောင်လုပ်တာပေါ့ဒုက္ခရောက်အောင်လုပ်တာလေသူတို့လုပ်နည်းကဘယ်လိုလုပ်တုံးဆိုဆရာကြီးသွားပြီးတူတူပြောတယ်ဒီအဟိန္ဒကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းတယ်ပေါ့ဆရာကြီးမယိုးသားဘူးထင်တယ်ပေါ့ဒါချင်းထဲတာပဲနော်အဟိန္ဒကမယိုးသားဘူးထင်တယ်ဆရာကတော်ကြီးရဲ့ရင်းနှီးလွန်အားကြည့်တယ်ဆိုအဲ့ဒီလိုဟာမျိုးနဲ့ပြောလိုက်တာတကယ်ချင်းနေမကဘူးဘုံထဲလိုက်တယ်လို့ဟောပေါက်ကွဲသွားတာပေါ့လူဆိုတာတကယ်ဟတ်ထိသွားတာနော်ဆရာကြီးကအဲ့တော့ဒီကောင်ဘယ်လိုလုပ်အောင်လဲဆက်ဆံရေးကိုကြည့်တော့လည်းပဲဆရာတော်ကြီးကမျက်နှာသာပေးလုံးနေတာဟုတ်တယ်ပေးတယ်ဒါသူသဘောနဲ့သူဝတရားကြည်ပြောင်းလို့ပေးတာအဲ့တော့ဆရာကြီးကထပ်ပြီးတော့ဒီအဟိန္ဒကကိုသူချင်းထဲတာကပို့ဆိုးသွားတယ်သူကဘယ်လိုလုပ်တုံးဆိုအဟိန္ဒကမင်းပညာတော်တယ်မင်းအတွက်ပညာလမ်းဆုံးမှုအတွက်မင်းလောက်ရမယ်လောက်တစ်ခုရှိတယ်အဲ့ဒါလုံနိုင်မလားလုံနိုင်မလားသူကိုယ်တိုင်အပြစ်ဒဏ်ပေးရင်ပြစ်ကလည်းရှာလို့မရဘူးသူ့ကိုဖဲခြင်းနဲ့ပေါ့ဆရာတော်ကြီးနဲ့မသိငါပြီးသူ့ကိုဖဲထုတ်ခြင်းသို့တော့ဒီတိုင်းကအကြောင်းမပြပဲနဲ့ဖဲလို့မရအဲ့တော့ဒီကောင်သူ့ automatic သူ့သိလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
အပြတ်ရှင်းမှုဆရာကြီးကကြောက်တော့တာဘာလုပ်လဲဆိုတို့ပညာရတစ်ခုအတွက်မိမတပါဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးငါခိုင်းတာမင်းလုံမလားဟာဆရာခိုင်းတာကျုပ်လုံမှာပေါ့ကျွန်တော်လုံမှာဒါဖြင့်လူတွေကိုမင်းတော်ရဲသွားပြီးတော့တော်ရဲလာတဲ့လူတွေတက်ပြီးတော့လက်ညှိုးတစ်ချောင်းလက်ညှိုးတစ်ထောင်ပြည့်အောင်မင်းယူရမယ်အဲ့ဒါလက်ညှိုးတစ်ထောင်ပြည့်မှတို့လုံဟာအောင်မြင်မှာမင်းလုံနိုင်မလားမင်းမတပါဒီလုံနိုင်မှာမဟုတ်ဘူးငါတပည့်စူးစမ်းမလားဆိုအာလုံမယ်ဆရာခိုင်းရင်ကျွန်တော်လုံမှာပေါ့ညိုရဲလည်းရိုးသားတဲ့လူလေသူလုံချင်လို့တော့မဟုတ်သူဆရာခိုင်းတာဆိုလုံမယ်ဆိုဆရာကြီးရဲ့အကြံကတော့သူ့ချင်းကပို့ပြီးတော့ပူတယ်ဒီကောင်သူ့ဘာသူမဟုတ်ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့အခါကျရင်မင်းပြစ်တက်ပြီးတော့ဘယင်ကဖမ်းပြီးတော့တတ်လိုက်မယ်ဆိုရရွေးချယ်တယ်သူကသူ automatic တေးအောင်လုပ်လိုက်တာပဲဒါနဲ့တောတဲ့သွားပြီးတော့လက်နဲ့တွေဆွဲကင်ပြီးလာသမျှလူတွေကိုတတ်ပြီးတော့လက်ညှိုးတွေစုတာလက်ညှိုးတစ်ချောင်းဖြတ်ပြီးဟိုသစ်ပင်ကွာကြညက်ဒီသစ်ပင်ကွာကြညက်ဟိုနာသိမ့်ဟိုနာထားဒီနာထားလဲဆိုလက်ညှိုးကမပြည့်နိုင်ဘူးတစ်ထောင်ပြည့်အောင်လုပ်ရမှာဆိုအတော်နဲ့မပြည့်နိုင်တဲ့အခါကျတော့ပျောက်သွားတယ်ငှက်ကစားသွားအကောင်မလုံးတွေချီသွားတယ်နောက်ကြဘယ်လိုလုပ်တော့ဆိုရင်အဲ့လိုပျောက်သွားရင်တော့ငါလက်ညှိုးပေါင်းထောင်ပြည့်တော့မှာမဟုတ်ဘူးဆိုပြီးကျိုးနဲ့တီးပြီးတော့သူ့လက်ပင်ကိုဆွဲထားတာအဲ့ဒီကြမှာသူ့ကိုအင်္ဂုလိမာလာလို့နာမည်တွင်သွားတာအင်္ဂုလိဆိုတာလက်ညှိုးမာလာဆိုတာပန်းကုံးလက်ညှိုးပန်းကုံးကိုလက်ပင်ဆွဲထားတယ်နော်အဲ့ဒါလို့သူဟာဆရာခိုင်းတာဆိုရင်ဘာမှမဆိုလုံးမယ်ဆိုလူဆိုးကြီးဘဝရောက်သွားနောက်ဆုံးမှမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားရဲ့စကားကြောင့်သူဟာပညာတော့ရှိတယ်မြတ်စွာဘုရားကိုတတ်ပြီးတော့လက်ညှိုးယူမယ်ဆိုပြီးလိုက်တယ်သို့တော့မြတ်စွာဘုရားနာအနီးနားရောက်တော့လည်းပဲမိလူနဲ့မမိဘူးလမ်းလျှောက်ဆက်ကြီးကိုလမ်းလျှောက်နေရတယ်လို့ပဲသူလမ်းလျှောက်ဆက်ကြီးကလမ်းလျှောက်ရှေ့ရောက်မှမရောက်တာနော်ဒီနာပဲအင်္ဂုလိမာလလည်းအဲ့လိုလမ်းလျှောက်ဆက်ပေါ်ပြေးနေရတယ်လို့ရှေ့မရောက်ဘူးနောက်ပိုင်းမောလာတဲ့အခါကျတော့မြတ်စွာဘုရားကိုအိုယဟန်ရက်လိုက်ပါရက်လိုက်ဆိုပြီးအော်တော့မြတ်စွာဘုရားကနောက်လှည့်ပြီးတော့သူ့ကိုပြောတယ်ငါရက်နေတာပါမိမဲ့ရက်ဖို့လိုပါတယ်အဲ့ဒီစကားကသူကတာမန်လူတယောက်ကဒီစကားကိုသဘောပေါက်ချင်မှာပေါ့သူကြတော့သိဉာဏ်ရှိတော့သူကစဉ်းစားလိုက်တယ်ဒီယဟန်ကသွားနေရင်နဲ့ငါရက်တာပါမိမဲ့ရက်ပါလို့ပြောတယ်ဘယ်လိုအဓိပ္ပာယ်လဲဆိုပြီးမေးတော့မြတ်စွာဘုရားရှင်းပြတယ်ငါသူများအသက်တွေတတ်တယ်ဆိုရယ်အကုသိုလ်လုပ်တွေကိုရက်ထားတာမင်းကမရက်သေးဘူးမင်းရက်ဖို့လိုတယ်လို့ပြောအဲ့ဒီမှာငါမှားပြီဆိုတာအဲ့ကသိတယ်သူပါတဲ့လက်နဲ့တွေအကုန်ပြစ်ချပြီးမြတ်စွာဘုရားရှေ့ဒူးထောက်အဲ့မှာမြတ်စွာဘုရားသူ့ရဲ့တောင်းဆိုချက်အရသင်္ကန်းဝတ်ပြီးတော့ကျောင်းတော်ခေါ်သွားတယ်ဇတ်လန်လေးနောက်တစ်ပတ်လောက်နေမြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုကျင့်ကြံကြုတ်ကအထောက်လိုက်တဲ့အခါမှာသူကယန္နာဖြစ်တယ်ပေါ့အဲ့တော့သူလုံးတဲ့အကုသိုလ်တွေကအလုံးကိုများတယ်များတော့ဒီအကုသိုလ်တွေကအကျိုးမပေးဘူးလားဆိုတော့ဒီဘဝအကျိုးပေးယန္နာမဖြစ်ခင်ရိုးရဲဆွမ်းကသွားရင်ဟာဟိုမှာလူသက်သမားကြီးအင်္ဂုလိမာလာကြီးဆိုပြီးဟိုအိမ်နဲ့ခဲနဲ့ပြက်လိုက်ထုံးနဲ့ပြက်လိုက်နေဆုံးမရဘဲနဲ့ဒုတ်တွေခဲတွေကြီးပဲရတပိတ်ကွဲလိုက်သင်္ကန်းတွေစုပ်ပြဲလိုက်အဲ့လိုနဲ့ဆင်းရဲဒုက္ခတွေမျိုးစုံခံစားပြီးမြတ်စွာဘုရားတရားတော်တိုင်လိုက်နာကျင့်သုံးတော့ရှေ့မြောက်မှာသူယန္နာဖြစ်သွားအဲ့တော့ယန္နာဖြစ်သွားတဲ့အခါမှာကိလေသာဆိုတဲ့ရှင်တွေကညစ်ထေးနေတဲ့ညစ်နွမ်းတဲ့အရာတွေကုန်ဖယ်ရှားလိုက်တဲ့အခါကျတော့နောက်ဘဝဆိုတာသူကမရှိတော့သည့်အတွက်ကြောင့်အပင်ငယ်ကြဖို့ရက
ကံတရားတွေကဆွဲချခြင်းကမတတ်နိုင်တော့ကိလေသာမရှိလို့မျိုးစေ့ဆိုတာမြေနဲ့ရေနဲ့ပေါင်းမှအပင်ပေါက်တာဟုတ်မြေရေမရှိဘူးဆိုရင်မျိုးစေ့ကြီးကမပေါက်ဘူးအဲ့ဒါလိုပဲကိလေသာတွေဖယ်လိုက်တဲ့အခါမှာသူ့ရဲ့ကိလေသာတွေကုန်ခန်းသွားသည့်အတွက်ကြောင့်ဘဝမျိုးစေ့ဆိုတာမပေါက်ဘူးအဲ့တော့ရှင်အင်္ဂုလိမာလာဒီကံတွေကိုမခံရဘူးလားဆွေးနွေးကြတယ်မေးကြတယ်သူလူတွေတတ်တာနဲတာမှမဟုတ်ပဲဒီတတ်ထားတဲ့အကုသိုလ်ကံတွေအတွက်သူငရဲမခံရဘူးလားဆိုမြတ်စွာဘုရားကနားလဲအောင်ရှင်းပြသူလုပ်တဲ့မဟုတ်တဲ့အလုပ်တွေကိုတဲ့စွမ်းအားကြီးတဲ့အရတ္တမေဆိုတဲ့ကုသိုလ်နဲ့ပိတ်လိုက်တဲ့အခါမှာဟိုအကုသိုလ်တွေဟာအကျိုးပေးနိုင်ခွင့်မရှိတော့ဘူးအကျိုးပေးလို့မရတော့ဘူးလို့ဘဝမှာအကျိုးပေးလို့မရနိုင်တော့ဘူးသို့တော့လုံးဝအကျိုးပေးတာတော့မဟုတ်ဘူးဒီဘဝမှာကဲနဲ့ပြည့်လို့ခေါင်းကွဲတယ်ဒုံးနဲ့ပြည့်လို့ခေါင်းကွဲတယ်သပိတ်ကွဲတယ်ဆိုတဲ့ဟာတွေကနေ့စဉ်နဲ့အမျှသူဟာရိုးနေတာပဲဆွမ်းခံတယ်ဆွမ်းမရဘူးဒုံးနဲ့ကဲနဲ့ပဲရတယ်ကြောက်လဲကြောက်တယ်သူ့ကိုဝေးရပဲလှမ်းပစ်တာအနာနာမလာရဲဘူးသူမှအဲ့ဒီလိုဆင်းရဲဒုက္ခတွေခံရပေမဲ့လို့စွမ်းအားကြီးတဲ့အရတ္တမေကုသိုလ်ကကိလေသာတွေကိုပယ်လိုက်တဲ့အတွက်သူ့ရင်ထဲမှာဖြစ်ပေါ်လာခဲ့တဲ့အကုသိုလ်တရားတွေဟာမျိုးစေ့တွေဖြစ်နေတော့လည်းပဲကိုယ့်ဘဝလမ်းကြောင်းမှာဘယ်ဟာတွေကအရေးကြီးတယ်ဆိုတာကိုသိရှိနားလည်ပြီးကိုယ့်ဘဝလမ်းကြောင်းဖြောင့်တန်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း